နန္ဒောနန္ဒ၅ပါးကြောကြပါသည်ခင်ဗျာဒုတိယမိဗုဒ္ဓံဒုတိယဓမ္မံဒုတိယဗုဒ္ဓံဗုဒ္ဓမြတ်စွာဘုရားကိုဦးစေမိပူဇော်ပါ၏ဓမ္မံတရားတော်မြတ်ကိုဦးစေမိပူဇော်ပါ၏သံဃာသံဃာတော်ရှင်သူမြတ်တို့ကိုပူဇေမိပူဇော်ပါ၏မာတာပိတုအမိဘပေါင်းတို့ကိုပူဇေမိပူဇော်ပါ၏အာစရိယဆရာသမားတို့ကိုပူဇေမိပူဇော်ပါ၏ဩဃာတာဩဃာတာဩဃာတာကာယကံဝစီကံမနောကံသဗ္ဗရောတခတ်သိမ်းသောအပြစ်တို့ကိုကြောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယအကျိနှစ်ကျိသုံးကျိမြောက်အောင်ဘုရားယရဏတရားယရဏသံဃာယရဏယနာမြတ်သုံးပါးတို့ကိုအယုအသေးအလေးအမြတ်လက်ဆောင်မိုး၍ရှိခိုးပူဇော်ဥမျောမှန်လျှော့ကြောပါ၏ရှင်ဖေယကြောရသောအကျိုးအကြောင်းပယ်လေးပါတတ်သုံးပါရပြည့်ရှိပါဉာဏ်သူမျိုး၅ပါးဝိပဿနာတရား၄ပါးယတနာတရား၅ပါးတို့မှာခါခသိကင်းလို့ငြိမ်းသည်ဖြစ်၍မတရားဟိုတရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်တို့ကိုရပါလို၏အရှင်ဘုရားနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယပိဓမ္မံတရဏံဂစ္ဆာမိဒုတိယပိသံဃံတရဏံဂစ္ဆာမိတတိယပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယပိဓမ္မံတရဏံဂစ္ဆာမိတတိယပိသံဃံတရဏံဂစ္ဆာမိပါဏာပိပါဒဝေရမဏိသိက္ခာပရဏမာရိယာမိအာရိဏဒါနာဝေရမဏိသိက္ခာပရဏမာရိယာမိကာမေတုမိစ္ဆာစာရဝေရမဏိသိက္ခာပရဏမာရိယာမိမုတာဝါရဝေရမဏိသိက္ခာပရဏမာရိယာမိ
သူရာမေရယနိစ္စပမာရဌာနဝေရမဏိတိခာဗရဏမာရိယာမိအရဟတာရိနဝကုနေအရဟသရှိသောကိုးပါးသောဂုဏ်တော်တို့နှင့်ဓမ္မနာကတံပြည့်စုံတော်မူသောနာထံလူနတ်တို့ဤကိုယ်ဝေယဖြစ်တော်မူရသောဘုဒ္ဓတတ်တော်ထင်ရှားတပည့်ကြီးမြတ်စွာဘုရားကိုဩရိတယီမတ်၍ဝန္နာခန္နာယတ္တသမဏံအစဉ်အနက်ရတာနှင့်ပြေဆုံးသောဣမံဘိနဘာတံဤဆုံးကိုဣမံဥရကံဤတောက်တော်ရေကိုဣမံပုဗ္ဗံဤပံကိုဒေဟံကျွန်ုပ်သည်ဒေမိပူဇေမိကလူပူဇော်ပါ၏အရှင်ဘုရားမေရကျွန်ုပ်ဤဣရံပုံညာဤကောင်းမှုသည်အာတဝခယံအာရောတရားလေးပါတို့ဤဂုံရာဂုံကြောင့်ဖြစ်သောမဉ္ဇဉ်ဘုံဉဏ်ဉာဏ်နိဗ္ဗာန်ကိုအာဝဟံရဆောင်နိုင်သည်ဩတုချစ်ပါစေတည်းယတာနုဘာဝတော်ယခာနေဝသတ္တန္တိပိတနံယင်ကြီးစေဝနုယုံသံတော်ရတ္တိန်ဒီဝမတ္တန္တိတော်ဒုက္ခံဒုပတိဒုဒောသာဘာပံကိဉ္စီနပတ္တိဧဝမာရိကုဏုပေတံပရိဒံဓမ္မနာမဟိကရဏီယမထကုတလေနာယန္တတဏံပရံအဖိသမစ္ဆာတကောဥစုသသူဟုစုသာသူဝသောသတ္တမူရုအနာတိမာနီတန်ုတကောသသူပရောသာအပကိသောသတန်လဥကဟုတ်တိတန်ိန္ဒရိယောသနိဘကောသာအဘကဘောကုလေသွာနာနုဂိတောနာသခုရမဟာစရေဂိဉ္စီခြေနဝိညုပရိဥပဝရေယောဒုက္ခိနောဝခေမိနောဝန္တုသဗ္ဗတတ္တာဘဝန္တုဒုက္ခိတတ္တာခြေကေစီပါဏဗုဒ္ဓတိတတ္တဝါသာဝရဝနဝတိတာဒီဃဝါယေဝမဟန္တာဒေစီမာရတကာနုကသီလာဒိဋ္ဌာဝါယေဝအာရိဋ္ဌာဇေဝဒုရေဝတန္တိအာဝိဒုရေဘုဒ္ဓဝဓမ္မဝေတိဝသဗ္ဗတတ္တာဘဝန္တုဒုက္ခိတတ္တာနာပရောပယံနိဂုတ်ဝေသာနာတိမင်းကြီးရာကရာစီနာကင်စီညာယောတနာပရိကပညာမင်းညမင်းညတ္တဒုက္ခမိတ်စေယမာတာယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေဧဝံပိတဗ္ဗဗုဒေတုမာနတံဘာဝေအပရိမာဏံ
မေတင်္စတဗ္ဗလောကသမိန်အာနတံဘာဝေအပရိမာဏံဩဒအာရောစတိယင်္စာအတံဘာရံအဝေယမတပရံတိဋ္ဌံစရဏိတိန်နောဝတရားနောယာဝတတဝိဒမိတောဧတံတရိအဋိဋ္ဌေယယမမေတံဝိဟာရမိရမဟုဒိဋ္ဌိသနုပကမ္မသီလဝါဒတနေနတံပန္နောကာမေတုဝိနယကေရံနာဟိဇာတုကဗ္ဗတေယဥနာဝေတိမေတ္တာသုတ်တံနေဋ္ဌိတံလုံးစုံများစွာတတဝါချမ်းသာကိုယ်စိတ်ရဲပါစေဥပယံမေကင်စင်ဝေငြိမ်းအေးကြပါစေကြောက်တတ်မကြောက်တတ်နေရများစွာတတဝါချမ်းသာကိုယ်စိတ်ရဲပါစေဥပယံမေကင်စင်ဝေငြိမ်းအေးကြပါစေမြင်အပ်မမြင်အပ်နေရများစွာတတဝါချမ်းသာကိုယ်စိတ်ရဲပါစေဥပယံမေကင်စင်ဝေငြိမ်းအေးကြပါစေဝေနေနီးနေနှစ်ထွေများစွာတတဝါချမ်းသာကိုယ်စိတ်ရဲပါစေဥပယံမေကင်စင်ဝေငြိမ်းအေးကြပါစေဘဝဇဆုံးမဆုံးများစွာတတဝါချမ်းသာကိုယ်စိတ်ရဲပါစေဥပယံမေကင်စင်ဝေငြိမ်းအေးကြပါစေစေတုအလတ်၃ရက်ခန္ဓာတတဝါချမ်းသာကိုယ်စိတ်ရဲပါစေဥပယံမေကင်စင်ဝေငြိမ်းအေးကြပါစေကြီးငယ်အလတ်၃ရက်ခန္ဓာတတဝါချမ်းသာကိုယ်စိတ်ရဲပါစေဥပယံမေကင်စင်ဝေငြိမ်းအေးကြပါစေစုကြုံအလတ်၃ရက်ခန္ဓာတတဝါချမ်းသာကိုယ်စိတ်ရဲပါစေဥပယံမေကင်စင်ဝေငြိမ်းအေးကြပါစေလူအချင်းချင်းလက်ပတ်ချင်းပြင်းရှင်းကြပါစေချမ်းသာကိုယ်စိတ်ရဲပါစေဥပယံမေကင်စင်ဝေငြိမ်းအေးကြပါစေအထင်သေးခြင်းအချင်းချင်းပြင်းရှင်းကြပါစေချမ်းသာကိုယ်စိတ်ရဲပါစေဥပယံမေကင်စင်ဝေငြိမ်းအေးကြပါစေစေရလိုခြင်းအချင်းချင်းပြင်းရှင်းကြပါစေချမ်းသာကိုယ်စိတ်ရဲပါစေဥပယံမေကင်စင်ဝေငြိမ်းအေးကြပါစေဤသို့ပြုရာမြတ်ပုံညကိုကြီးထမြင့်ငေါမြင့်မို့တောင်ဥမကကျူတာကျေးဇူးအရှင်ဝေမိခင်နှင့်ဖခင်တို့အားရညာပါစေအမြဝေမသွေနိစ္စဤကာယကိုစောင့်ထပေလက်ပ
ကိုဆောင်မလဲမလက်เสียဧဝေငါဤမိတ္တဆွေညာဆရာဓမ္မဘုရားကသာယမယာဇာဒေဝယက္ခဣန္ဒဘုံမာအာဂါတနဲ့အထူးမဲ့၍မပြတ်ပုံညကုသလကိုရကြပါစေအမြဝေဤသဗ္ဗေတ္တာတတ္တဝါဟုနာနာလောကအနန္တတွင်မပြတ်စင်ကတတ္တဝါသဘုံကိုဝနေဝိညာဏတိတိဒီရှိခုနှစ်ပါးညာစွာလုံးစုံဘုံ31ဖြစ်ဖြစ်သမျှဝေနေရအားအမြကုသိုလ်ပေးဝေလို၏ထိုကုသလဤဘုံညကိုအမြရကြသည်ဖြစ်စေတော်ဘောတုံတရေဤမြေပန်သူဒီလာရုလေသတ္တေအမှုပြီးရေတော်ကုသိုလ်အမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုကုသိုလ်အမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုကုသိုလ်အမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓု